ကောင်လေးကဂါရဲမဟာယာနာကျန်းစာကိုတစ်ချက်ပဲကြည့်လိုက်ရုံနဲ့ချက်ချင်းပဲပစ္စမမြောက်အဆင့်ကိုဖောက်ထွက်သွားတယ်။ဒါကဘေးနားကကြန့်စီဖော်ရှင်းကိုလန့်ဖြန့်သွားစေတယ်။သူငယ်စဉ်ကလေးစင်စက်တိုက်ဖောက်ထွက်နိုင်ခဲ့လို့ကြန့်စီလို့အလေးအမြတ်ပြုခံရတာကိုသိထားရမယ်။ဒါပေမဲ့အခုချင်မှုကသူ့ရဲ့စံချိန်ကိုချိုးဖျက်လိုက်ပြီ။ဒါပေမဲ့အစမ်းတကျဆုံးကတော့နိုင်ငံတော်ဆရာပဲ။အဲ့ဒီတုန်းကတသက်ထဲနဲ့တတမမြောက်အဆင့်ကိုနားလေသဘောပေါက်ခဲ့တာ။ချင်မှုကတော့အခုချိန်မှာဘေးနားကဖော်ရှင်းကသူ့ကိုချင်းချောက်မှုတစ်ခုအနေနဲ့တတ်မှတ်လိုက်ပြီဆိုတာမသိရှာဘူး။သူ့ရဲ့အရေးချင်းနဲ့သာငါတို့ကြံကိုင်းနဲ့ဝင်ရင်ဆရာကသူ့ကိုနောက်မျိုးဆက်ယူလိုက်ဖြစ်ရွေးချယ်ဖို့အခွင့်အလမ်းများတယ်။အဲ့ဒီနောက်ဖော်ရှင်းကချင်မှုကဂါရဲမဟာယာနာကျန်းစာကိုကြည့်ပြီးမို့လို့သူ့ကိုမဟာပညာရေးကောင်းကင်နဲ့ဆိုးကျန်းစာကိုလေ့လာခွင့်ပေးနိုင်မလားလို့အဆိုပြုလာတယ်။ဒီစကားကိုကြားတော့ချင်မှုလည်းလှုပ်ဝက်မထားပဲမဟာပညာရေးကောင်းကင်နဲ့ဆိုးကျန်းစာကိုတိုက်ရိုက်ပဲဖြန့်ခင်းပြလိုက်တယ်။ဘလို့ပဲဖြစ်ဖြစ်နတ်ဆိုးဘာသာတရားကလူတွေအားလုံးမဟာပညာရေးကောင်းကင်နဲ့ဆိုးကျန်းစာကိုသင်ယူနိုင်ကြတယ်။သူတို့ကအပြင်ကိုပေါက်ကြားသွားမှကိုလည်းဘယ်တော့မှမကြောက်ခဲ့ကြဘူး။ဖော်ရှင်းကတစ်ချက်ပဲကြည့်လိုက်ရုံနဲ့တွေးယူတွေးလန့်ဖြစ်လူနီးပါဖြစ်သွားလိမ့်မယ်လို့ဘသူကထင်မလဲ။သူကစိတ်အာရုံနဲ့ဆိုးကိုအတင်းကျပ်နှိမ်နင်းလိုက်ရပေမဲ့နောက်ထပ်ထပ်မကြည့်ရတော့ဘူး။အားလုံးကလူတွေကိုမကောင်းမှုပတ်ဆွဲခေါ်တဲ့မိစ္ဆာပညာရက်တွေကြီးပဲ။ခိုင်းချုပ်သိမ်းစီးလိုက်ပါတော့ငါဒါကိုမကြည့်ရဘူး။ဒီစကားကိုကြားတော့ချင်မှုကခေါင်းခါပြီးခါခါတီးတီးပြုံးယုံပဲတက်နိုင်တော့တယ်။အဲ့ဒီချိန်မှာပဲကိုရင်လေးတစ်ပါးပြေးလာပြီးဖော်ရှင်းရဲ့နားမှာစကားအနှဲငယ်ကတိုးကတိတ်ပြောလိုက်တယ်။ဖော်ရှင်းကချက်ချင်းပဲချင်မှုတို့အဖွဲ့ကိုဒီနေ့လေ့လာတာဒီလောက်နဲ့ပဲပြီးပါပြီလို့ပြောလိုက်တယ်။သူတို့ကိုကိုယ့်ဘာသာကိုပြန်နာခွင့်ပေးလိုက်တယ်။ဒါပေမဲ့သူတို့ထွက်သွားပြီးခြေလမ်းနှဲငယ်ကြားမှာပဲမျက်မမြင်ကမူမမှန်တာကိုတတိပြုမိသွားတယ်။တစ်ပင်ပေါ်ပြန်တက်ပြီးအကဲခတ်ကြည့်လိုက်ပြီးနောက်ဂါရဲကဖော်ရှင်းရဲ့ခေါ်ထုတ်ခြင်းကိုခံရပြီးထောင်စုမျော်စင်ကိုသွားတာကိုသူရှာဖွေတွေ့ရှိခဲ့တယ်။တစ်ချိန်တည်းမှာပဲဂါရဲကတပည့်တွေကိုလီလော့ချန်ကိုအရင်သွားပြီးနှိမ်နှင်းဖို့နဲ့သူကတော့ရန်ခံအိမ်ရှိမင်းသားကိုတွားတွေ့မယ်လို့ပြောနေတာကိုသူကြားလိုက်ရတယ်။ဂါရဲမရှိတော့ဘူး။အရှင်တို့ဘယ်မှာလီလော့ချန်ကိုတွားနှိမ်နှင်းမှလဲ။ထောင်စုမျော်စင်ကိုအမြန်သွား။အရာအလုံးကမာဖိုးခံမှန်းထားတဲ့အတိုင်းပဲ။ဂါရဲကြောင်းထိုင်ကထောင်စုမျော်စင်ကိုမထိန်ကြောင်းတော့ရင်လီလော့ချန်ကအလွယ်တကူပဲနှိမ်နှင်းမှုကိုဖောက်ထွက်နိုင်လိမ့်မယ်။စီပွားရဲ့ရေတံကိုကြားလိုက်ရတယ်။ပတ်ဝန်းကျင်ကတန်ဃာတွေချက်ချင်းတန်ရာအပြင်းထန်ရကုန်ကြတယ်။သူတို့ကချက်ချင်းပဲသူတို့ရဲ့အကြားအာယုံကိုပိတ်ဆို့လိုက်ကြပေမဲ့လီလော့ချန်ထောင်စုမျိုးစင်ကနေထွက်ပြေးသွားတာကိုတားဆီးဖို့မတက်နိုင်ခဲ့ကြသေးဘူး။စီပွားရဲ့လက်ကလေးတစ်ဖက်ရမ်းလိုက်တာကိုပဲမြင်လိုက်ရတယ်။ပတ်ဝန်းကျင်ကတန်ဃာတွေတပါးပြီးတပါးတန်ရာအပြင်းထန်ရပြီးလဲကျကုန်ကြတယ်။လီလော့ချန်ထွက်ပြေးတော့မဲ့အရေးကိုမြင်တော့မာဖိုးနဲ့မျက်မမြင်တို့ကအမြန်ပဲလိုက်ဖမ်းကြတယ်။ဒါကသာလီလော့ချန်ကိုလွတ်အောင်ပေးလိုက်ရင်လောကကြီးတစ်ခုလုံးကမောက်ကမဖြစ်ကုန်တော့မယ်။ဒါပေမဲ့ချင်မှုကတော့သူတို့ကိုလုံးဝမမိနိုင်တော့ဘူး။လူကြီးမိဘတွေကြောထောက်နောက်ခံမရှိတော့ပဲဂါရဲကသူ့ကိုထွက်ခွာခွင့်မပေးဘဲဆွဲထားမလားဆိုတာကိုချင်မှုစိုးရိမ်လာမိတယ်။အဲ့ဒီအချိန်မှာကြန့်စီဖော်ရှင်းကစိုးရိမ်တကြီးနဲ့တည်င်းကိုဂါရဲစီလာပြောတယ်။ဒါပေမဲ့ဂါရဲရဲ့တည်ငြိမ်အေးဆေးတဲ့အမူအရာကိုကြည့်ရတာဒီကောင်ပြောင်ကြီးကတမင်တကာလောက်တာဖြစ်လောက်တယ်။အဲ့ဒီနောက်သူကချင်မှုဒီမှာရှိနေတယ်ဆိုတာကိုဟန်ဆောင်ပန်ဆောင်နဲ့မတော်တဆပြောလိုက်တယ်လို့မျိုးပြောချင်အောင်ဆောင်လိုက်တယ်။ဒီစကားကိုကြားတော့အိမ်ရှိမင်းသားကသူ့ကိုကူညီပြီးချင်မှုကိုတက်ပေးဖို့ချက်ချင်းပဲတောင်းဆိုလာတယ်။ဂါရဲကတော့လူတော်လူကောင်းအောင်ဆောင်ပြီးထန်လုံစုံကအလုပ်လုပ်ရင်နတ်ဆိုးဘာသာတရက်လိုမျိုးစီကံမရှိလို့မရဘူးလို့ပြောတယ်။ကြန့်စီချင်မှုကိုတောင်းအောက်ပို့ပေးလိုက်ပါအိမ်ရှိမင်းသားလည်းအတင်းကျပ်မတောင်းဆိုတော့ပဲသူ့လူတွေကိုမျက်ရည်ပြလိုက်ရုံပဲလုပ်လိုက်တယ်ဆက်လက်ပြီးဂါရဲနဲ့အိမ်ရှိမင်းသားတို့ကအလုပ်ကိစ္စတွေကိုပြောဆိုဆွေးနွေးကြတယ်မူလကအိမ်ရှိမင်းသားကအေဂရစ်ကိုရင်ဆိုင်ဖို့အတွက်ဂါရဲကိုကူညီပေးဖို့လာတောင်းဆိုတာကိုဘာလို့လဲဆိုတော့အေဂရစ်ရဲ့ကိုနဂါအေဂရစ်ပညာရက်ကအထုပ်ထိပ်ကိုရောက်နေပြီမို့လို့လောကကြီးမှာအေဂရစ်ကိုနိုင်မဲ့သူအနေငယ်ပဲရှိတယ်ဂါရဲကတော့အဲ့ဒီအထက်ကတယောက်ပါဝင်ပေါ့အခြားတစ်ဖက်မှာတော့ချင်မှုကဖော်ရှင်းရဲ့လမ်းပြမှုနဲ့အတူထန်လုံစုံကနေထွက်ခွာလာခဲ့ပြီးဒါပေမဲ့တောင်အောက်ရောက်ခါနီမှာဖော်ရှင်းကမဟာပညာရေးကောင်းကင်နဲ့ဆိုးကျန်းစာကိုနောက်တစ်ကြိမ်ထပ်ကြည့်ကျင်သေးတယ်လို့အဆိုပြုလာတယ်။ဒါကတကယ်ကိုလူတွေကိုဒုက္ခပေးတဲ့ကျန်းစာပဲ။ကျန်းစီပါလို့ဒီလိုပြောရတာလေ။မူလကဖော်ရှင်းကဖန်တီးရှင်ကောင်းကင်နဲ့ဆိုးကျန်းစာတွေကအရေးခွန်ခွာပြီးအဝတ်လောက်တာဝိညာဉ်နဲ့တွေးလေကိုချိတ်ပိတ်တဲ့ပညာရက်တွေကိုကြည့်ပြီးဒါကတေချာပေါက်မိစ္ဆာပညာရက်ပဲလို့သတ်မှတ်လိုက်တာကိုရှင်မှုကခါခါတီးတီးပြုံးပြီးသူနားလည်မှုလွဲနေတဲ့အကြောင်းကိုရှင်းပြရုံပဲတတ်နိုင်တော့တယ်။ဘာလို့လဲဆိုတော့ဖန်တီးရှင်ကောင်းကင်နဲ့ဆိုးကျန်းစာကအဓိကလေ့ကျင့်တာကအတွင်းပိုင်းဖြစ်လို့ပဲ။ဒါကမိမိကိုယ်ရဲ့ဝိညာဉ်နဲ့တွေးလေကိုချိတ်ပိတ်ဖို့အတွက်သုံးတာ။မိမိကိုယ်ပြင်ပမိစ္ဆာတွေရဲ့ဖြည့်ဆည်းခြင်းကိုမခံရအောင်လုပ်တာအကယ်၍ပြင်ပရုပ်တွင်ကိုပဲပြောင်းလဲချင်တာဆိုရင်ဖန်တီးရှင်ကောင်းကင်နဲ့ဖျားပညာရက်နဲ့ဖန်တီးရှင်ဝိညာဉ်ပညာရက်ကိုပေါင်းစပ်လိုက်ရုံနဲ့တင်လှုပ်ဆောင်နိုင်တယ်ဒါပေမဲ့ဖော်ရှင်းကတော့ချင်မှုကလှည့်စားပြီးနားလည်အောင်ပြောနေတယ်လို့ပဲခံစားရတယ်ချင်မှုကဒါကိုမြင်တော့သူ့ကိုတတိပေးုံပဲတက်နိုင်တော့တယ်မဟာပညာရေးကောင်းကင်နဲ့ဆိုးကျန်းစာကိုဒီလိုမျိုးနားလည်နေမယ်ဆိုရင်တော့စက်မကြည့်တာအကောင်းဆုံးပဲမဟုတ်ရင်သူ့ရဲ့ကြက်စိတ်အာယုံကိုပျက်စီးစေလိမ့်မယ်ဒါပေမဲ့ဖော်ရှင်းကတော့အဆုံးထိစက်ကြည့်ဖို့ဆွတ်တောင်းဆိုတယ်ဒါကိုမြင်တော့ချင်မှုလည်းဘာမှဆက်မပြောတော့ဘူးဘလို့ပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ကတော့ပြည့်စုံတဲ့ကာရဲမဟာယာနကျမ်းစာကိုကြည့်ခဲ့ပြီးပဲဥစ္စာသူကဖော်ရှင်းကြည့်ပြီးသွားတဲ့အခါချင်မှုကိုကြက်နဲ့နတ်ဆိုးပေါင်းဆက်ခြင်းရဲ့နီလန်းတွေကိုစမ်းသပ်ကြည့်ဖို့တောင်းဆိုလာလိမ့်မယ်လို့မထင်ထားခဲ့ဘူးရလက်အနေနဲ့လက်ချင်းစတင်ထိတွေ့လိုက်တာနဲ့ချင်မှုကချက်ချင်းပဲအခြေအနေမဟန်တာကိုတတိပြုမိသွားတယ်ဖော်ရှင်းကပညာရက်တစ်ခုချင်းစီအပေါ်လွဲမှားစွာအတိတ်ပဲကောက်ယူထားတာမင်းကနတ်ဆိုးထက်တောင်ပိုပြီးနတ်ဆိုးဆန်နေသေးတယ်တစ်ဖက်လူရဲ့တိုက်ကွက်တိုင်းကမိမိရဲ့အသက်အန္တရာယ်ရှိတဲ့နေရာတွေကိုပဲဥတည်နေတာကိုမြင်တော့ချင်မှုလည်းလက်မနှီးရတော့ပဲသူ့ကိုအရင်ဆုံးနှိမ်နှင်းဖို့ပဲတက်နိုင်တော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအင်ရှိမင်းသားရဲ့လူတွေလည်းအနီးအနားကိုရောက်လာကြတယ်ဆိုတာကို तू မသိခဲ့ဘူး
ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အချိန်ကမြန်လွန်းတာကြောင့်အိမ်ရှိမင်းသားရဲ့လူတွေလည်းဘသူကချစ်မှုလဲဆိုတာကိုတဲတဲကွဲကွဲမမြင်ရဘူးအဲ့ဒီအချိန်မှာလူလေတယောက်ကနတ်ဆိုးအငွေသက်အပြင်းဆုံးလူကတေချာပေါက်ချင်မှုပဲဖြစ်ရမယ်လို့အကြံပြုလာတယ်အဲ့ဒီနောက်ဖော်ရှင်းကချင်မှုရဲ့တိုက်ခိုက်မှုကိုခံရပြီးရှုံးနိမ့်သွားတဲ့အချိန်မှာနတ်ဆိုးအငွေသက်တွေအကြီးအကျယ်ထွက်ပေါ်လာချိန်မှာပဲရက်တစ်ပြက်အတွင်းမှာတင်ဖော်ရှင်းကဓာတ်ချက်ထိမှန်ပြီးတေဆုံးသွားခဲ့ရတယ်ဒါကိုမြင်တော့ချင်မှုလည်းချက်ချင်းပဲအံ့ဩသွားရတယ်နေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ